အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အလုပ်နည်းနည်းပါတော့တာအနေပိုင်းမှာတက်တော့သုံးတယ်ပေါ့ဗျာတက်တော့သုံးနေကြလာနေဗီဒီယိုလေးတစ်ပုဒ်တွေ့တယ်အဲ့ဗီဒီယိုကကျွန်တော်ရဲ့ဒီစိတ်ပင်ပန်းမှုလေးပြီးလို့ရှိရင်ဒါစိတ်ညစ်မှုတွေကိုပျောက်သွားစေတယ်ဗျာဘာဗီဒီယိုလေးလဲဆိုတာကျွန်တော်တစ်ချက်ပြပေးမယ်နော်ကျွန်တော်လည်းတို့လိုက်ကြည့်လိုက်ရဒါတော့ကဲတွေ့ရတိုင်းမျိုးဆရာတော်ကျွန်တော်နောက်တိုင်းဆရာတော်မျိုးဟောပါကိုယ်လေးရှင်ဥဒ္ဓမတာတာနော်တီတီလေးနဲ့ကြော်တယ်သေးကြော်ဆိုပြီးတော့ဆရာတော်ကြီးကပြောသွားပြီနေကြော်တယ်ပြီးကြော်ဘာလို့မှမကြော်ဘာဖုန်းကြတော့မဲကြော်တယ်ကိုယ်လေးကရမ်းချစ်စရာကောင်းတယ်ဗီဒီယိုထဲမှာဒါဆိုလို့ရှိရင် effect တွေပါတော့မပါဘူးရန်ကုန်မှာဒါဘယ်လိုလဲကြီးညိုပဲကောင်းတယ်ပေါ့နော်သူဝါငင်းလေးနဲ့ဘယ်လိုမျိုးရှေးပါရမီကြောင်းမလို့ဘုရားကြီးခေါ်နိုင်တာလေဒါပါရမီတူပဲအမြင်ပါပဲနော်ချမ်းလို့ပါဆောင်းမနေပြကြတယ်နော်နေကြော်တော့အေးဘူးလားအေးတော့ပါလေလွေးတယ်ဆောင်းလေးနဲ့ချတဲ့ဗီဒီယိုတွေဒီမှာကျွန်တော်ကြည့်ရဘုံဘုံကဆိုဆောင်းတွင်းမှာကသူကချစ်သူနာမှာပြည်ရတာအကောင်းဆုံးလေးတွေဆိုတော့ကိုယ်လေးရတမျိုးထင်နေတာဒါကတော့ချစ်သူကကိုချစ်တဲ့သူတွေပေါ့နော်နားမှာနေရအကောင်းဆုံးလေးတွေပေါ့ဒီကံပူပြလို့ရှင်လဲချစ်တဲ့သူတွေနားမှာနေရကိုအတွက်အေးမြစေပေါ့နော်အဲ့ဒီကိုပြောတာလောဝတန်းတယ်လောဝတန်းကျန်တာနှွေးတယ်လို့နေပြီပေါ့အဲ့ဒါနှွေးတယ်မလို့လားဟုတ်လားဒီရရမ်းချစ်စရာပေါ့နော်ကဲကိုကြီးလေးကဲသားလေးညမှာပါလေဘာဘူးတဲနေတယ်ဖေကညတော့55ပြီပါအဲညီတော့တရုတ်ကြီးနိုင်ပါလေနော်ရောက်တယ်မှလက်ရှိဘုံဘုံတယ်နေညမှာမြင့်စီမြေကမြေတာပိုးပေးလိုက်ပါဦးမလိုက်ပါဘူးအတန်လေးကနော်ကိုလေးရဲ့အတန်ကတော့တော်ချစ်စရာကောင်းတယ်နိုင်ငံရဲ့တော့ဘုလုံးလုံးပြီးရကွာသူ့ပါတော့ဒီသူ့ဟုတ်ကဲ့လက်တော်ကကဲသူ့ပါတော့လက်တော်ကအားလုံးပြီးတိတ်တိတ်တိတ်လည်းတရားဟောနေတာလူကြီးပြတဲ့နာမည်ကြီးတယ်ကျမ်းမာရေးသမ္မာပါတိကဲကျွန်တော်လိုပဲနော်ဒါကျွန်တော်တို့3ကောင်းလောက်ရှိပြန်ကြည့်တာအဲ့လိုမျိုးစိတ်ရဲ့ကြီးမှုတွေရရှိမယ်လို့ပြောနေပါတယ်ကျွန်တော်ညီကိုမိတ်ဆွေများဒီနေ့ကတော့ text နဲ့ပတ်သက်တဲ့ knowledge တွေမဟုတ်ဘူးဖုံးဝေအောင်နဲ့ပတ်သက်တဲ့ဒါဒီညရင်မဟုတ်ပြင်တဲ့ဒီနေ့ဒါစိတ်တင်မှမှုတွေကိုဖြည့်ပြောင်းနိုင်မှာညှော်နေလို့ကျွန်တော် reaction သဘောမျိုးလေးလုပ်ပြလိုက်ရပါတယ်ဒီလိုမျိုး reaction video ဘယ်လိုလုပ်ရမလဲဆိုတာလည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပေးပါမယ်နော်ဒီ channel မှာမ join ရဘူး join ပါYouTube မှာကျွန်တော် YouTuber ဖြစ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတော့ကျွန်တော် free မျှဝေပေးနေပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ချစ်သူမိတ်ဆွေများဒီမှာရှိသောနေ့တိုင်းဆွေးနွေးကိုပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်